WeChat ကျွန်တော်အတင်သောအကောင့်တို့ဖွင့်ပြီးသားအကောင့်တွေတော့အကောင့်တွေဖွင့်ချင်တာဆိုတော့လာမေးလို့ရပါတယ်ကျွန်တော်ယူတဲ့ဈေးကလည်းကျွန်တော်တို့စားဘက်သမားကြီးစီထက်တက်တာတယ်အဲ့ဒါကဝယ်ဘူးတဲ့သူဆိုရင်တော့သိတယ်ဗျဒီစားဘက်သမားတွေကိုတော့ပြင်ဘယ်ဈေးပေးရလဲဆိုတာအဲ့ဒါဝယ်ဘူးတဲ့သူတွေဆိုသိတယ်နောက်ပြီးတော့ပေါ့ကျွန်တော်စီကိုဒီ WeChat ဆိုတိုင်းလွတ်ပေးတဲ့ Apan Ocean ပေါ့နော်သူကပါလေတင်မောတော့ကုမ္ပဏီတင်မောတော့မြန်မာဆိုကျွန်တော်စီ WeChat လာဝယ်ကြဘေးကလွတ်လိုက်တာလဲလို့မင်းတော့ကျွန်တော်ဒီ Apan ကနေလွတ်လိုက်တာပေါ့အဲ့လိုလွတ်ပေးလို့တယ်လေကျေးဇူးတင်ပါတယ်ကျွန်တော် service ကတော့မလုပ်တော့ဘူးဗျ service ကကြာကျွန်တော်ဒီမှာအလုပ်တစ်ဖက်နဲ့ဆိုတော့အချိန်ကတိတ်မအားတော့တာလည်းပါတယ်ဒီအကြောင်းဖွင့်ပြီးသားအကောင့်ရောင်းတာကြတော့မြန်တယ်လေဟုံမောင်းဆိုရင်လည်းကျွန်တော် passport တွေပါရှာမပေးတော့ဘူးအဲ့တော့ကိုပိုင် passport ရှိရလို့ပဲကျွန်တော်ဖွင့်ပေးတော့တာပေါ့နော်ကျေးဇူးပါ